မလေးရှားနိုင်ငံမှာကျောင်းတက်ရင်ဖာထိုင်းလုပ်လို့ရတဲ့ပြင် scholarship ပါရှောက်လို့ရပြီနော် King's University College KUC ဟာဆိုရင်မလေးရှားနိုင်ငံရဲ့မြို့တော်ခွာလာလမ်ပူမြို့လယ်မှာတည်ရှိပြီးမြန်မာကျောင်းသားတွေကြားမှာဈေးနှုန်းသက်သာရေးဆိုပြီးရေပန်းစနေတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။တရင်ကောင်းအနေနဲ့ KUC မှာဆိုရင်မြန်မာကျောင်းသားတွေအနေနဲ့ 25% scholarship ရှောက်ထားနိုင်ပါတယ်နော်။ဒါအပြင်တရားဝင်ဖာထိုင်းကျော်လုပ်လို့ရပြီးကျောင်းကနေလည်း paid internship စီစဉ်ပေးထားတာကြောင့်အလုပ်တည်ကြုံရရှိပြီး career opportunity အတွက်လည်းအခွင့်အရေးအများကြီးရှိနေပါတယ်နော်။ King's University College KUC မှာဆိုရင် BA Honors in Business Administration, Early Childhood Education, Information System, Law Enforcement, Hotel Management နဲ့ Psychology စတဲ့ဘာသာရပ်တွေကို Diploma ကနေ Master Degree ထိတက်ရောက်နိုင်ပါတယ်။ဒီ program လေးကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့2026 February intake အတွက်ရှောက်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။ကိုယ့်ရဲ့ပညာရေးအနာဂတ်နဲ့အလောက်ကိုင်ခွင့်လန်းတွေကိုလက်လွတ်မခံနိုင်တဲ့ခုပဲ Noita Business and Language School မှာဆက်သွယ်ဆောင်ရွက်လိုက်ပါနော်။